မင်္ဂလာပါရှင်ရွှေအလင်း audio book မှကြိုဆိုပါရစေရွှေအလင်း audio book မှကလေးလူငယ်များဗဟုသုတများရရှိရန်အတွက်ပုံပြင်လေးများနှင့်စာပေဗဟုသုတများကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ရွှေအလင်း audio book လေးကို like and subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားကြပါအောင်နော်ဒီနေ့မမပြောပြမယ်ပုံမြင်လေးကတော့ကျေးဇူးတိပါဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ကဲနားဆင်ကြရအောင်နော်။တခါကရာဇဂိုပြည်ကြီးမှာမာဂရာမင်းကြီးစိုးစံနေစဉ်အရှင်မျိုးစုံကတထေးကြီးဘောကနဲ့အနောက်မျိုးစုံကတထေးကြီးတင်ခတို့ဟာအချမ်းသာဆုံးတထေးကြီးတွေဖြစ်ကြတဲ့ကွယ်။သူတို့နှစ်ဦးဟာလည်းအရန်ချစ်ခင်ရင်းနှီးပြီးမိတ်ဆွေတွေဖြစ်ကြတယ်။ဒီနေ့မှာတထေးကြီးဘောကအိမ်မှာမွေးနေ့ပွဲကျင်းပတဲ့ပွဲပြီးလို့ညအိတ်ချိန်မှာစဖိုဆောင်ကမီးကျွင်းမီးကြံတွေကနေမီးလောင်တော့တာပေါ့။အဲ့ဒီမီးလောင်ရာကရှိသမျှဥစ္စာပစ္စည်းတွေအစေခံတွေကျွန်းတွေပါမီးထဲပါကုန်တဲ့တထေးကြီးဘောကနဲ့သူ့ဇနီးတို့သာကိုလွတ်ယုံပြီးထွက်ပြေးနိုင်ခဲ့ကြတယ်။ဒါနဲ့နောက်တနေ့မှာတော့မိတ်ဆွေတထေးကြီးဖြစ်တဲ့တထေးကြီးတင်ခစီကိုတွားပြီးအချို့အချောင်းပြောပြတာပေါ့ဒီအခါစိတ်ကောင်းရှိတဲ့တထေးကြီးတင်ခကသူပိုင်သမျှဥစ္စာပစ္စည်းတဝက်နဲ့ကျွန်းတွေကိုပါတဝက်ခွဲပေးလိုက်တဲ့ကျေးဇူးမမေ့ပါဘူးတငယ်ချင်းရဲ့ဒါနဲ့ပဲမကြခင်မှာပဲမိလောင်ခံခဲ့ရတဲ့တထေးကြီးဘောကဟာပြန်ပြီးချမ်းသာလာတော့တယ်နဲ့နေငယ်ကြတော့တထေးကြီးတင်ခအိမ်ကိုဓာပြတိုက်ခင်ရပြီးရှိသမျှပစ္စည်းဥစ္စာတွေကိုယူဆောင်သွားကြတယ်နောက်တစ်ခါထပ်ပြီးတထေးတင်ခတို့ခြံမှာကာလဝမ်းယောဂဖြစ်ပြီးကျုံအစေခံနေအားလုံးတေဆုံးကုန်ကြပြန်တယ်တထေးတင်ခတို့လည်းမရလဲအိမ်နဲ့ခြံကိုပြစ်ပြီးအခြားမြို့ရွာတွေကိုရှောင်ပြေးကြရတာပေါ့ရှင်မရေယောဂနဲ့ဝေတဲ့နေရာတော့ရောက်ပါပြီကွာဒီလိုနဲ့တထေးတင်ခါတို့လင်မယားလဲအဝတ်တစ်ထည်ကိုတစ်ခုနဲ့ဒုက္ခရောက်နေကြတော့တာပေါ့မောင်ကြီးရေရှင်တခါကကူညီခဲ့ဘူးတဲ့တထေးကြီးဘောကစီအကူညီလေးတွားတောင်းကြည့်ပါလားရှင်ဒါနဲ့မိမဖြစ်သူကိုမြို့စုံတောဆက်တနေရာမှာထားခဲ့ပြီးတငယ်ချင်းတထေးကြီးစီထွက်လာခဲ့တော့တာပေါ့တထေးဘောကစီရောက်တော့အချို့အကြောင်းသတင်းတွေကြားပြီးလို့ထွက်ပြီးမတွေ့ဘူးအိမ်ထဲမဝင်စင်နဲ့သူတို့ကယောဂတဲ့တွေအကုန်လုံးကူးဆက်ကုန်လိုက်မယ်ဖွဲတဆုပ်လောက်ဖြစ်ပေးပြီးတော့ပြန်ခိုင်းလိုက်တော့တထေးဘောကဟာအစေခံတယောက်ကိုနောက်လဲဘယ်တော့မှမလာနဲ့လို့ပြောခိုင်းပြီးနှင်ထုတ်ခိုင်းလိုက်တဲ့ကွယ်တင်ခါလည်းတထေးဘောကဆက်ဆက်လိုက်ပုံချစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ရတယ်ယောက်ျားဖြစ်သူစီကအချိုးအကြောင်းသိရလို့ဇနီးဖြစ်သူလည်းဝမ်းနေပြီးအော်ငိုတော့တာပေါ့ကွယ်အေးဒီအချိန်မှာပဲအနည်းကဖြတ်သွားတဲ့ခီးသွားတစုကငိုတန်ကြားရလို့လာကြည့်ကြတယ်ပြီးတော့ဘာဖြစ်လို့လဲသိကျင်လို့အကျိုးအကြောင်းတွေလာမေးကြတာပေါ့ဒီတော့မှတခါတော့ကတထေးဘောကကိုပေးလူခဲ့တဲ့ကျွန်တယောက်ကမှတ်မိသွားတယ်ဟာတထေးကတော့တို့ဘလို့ဖြစ်ရတာလဲဗျာစိတ်မကောင်းလိုက်တာဒီအခါတထေးတင်ခါကအကျိုးအကြောင်းကိုရှင်းပြလိုက်တယ်အော်ဖြစ်ရလေတထေးမင်းရဲ့ဒီတထေးဘောကဆိုတဲ့လူကကျေးဇူးမသိတတ်တဲ့လူပဲကဲဘာမှမပူပါနဲ့ကျွန်တော်တို့ဟာကျေးဇူးသိတတ်ပါတယ်ကျွန်တော်တို့ပဲစီစဉ်ပေးပါမယ်ခင်ဗျာအေးလေကျုပ်ကလည်းအခုလိုဒုက္ခမဖြစ်ဘူးတော့ဘာလို့ဘာကံရမှန်းကိုမသိတော့ပါဘူးဗျာကျေးဇူးတင်ပါတယ်ဒါနဲ့ပဲကျေးဇူးတတ်တဲ့ကျွန်ယုံကတ
ထေးတင်ခါတို့လင်မယားကိုအခြားမြို့တစ်ခုကိုခေါ်သွားပြီးအိမ်တစ်လုံးနဲ့စားတောက်စရာတွေစီစဉ်ပေးထားတာပေါ့ပြီးတော့ဥဘောကအိမ်မှာရှိနေတဲ့တင်ခါရဲ့ကျွန်တွေနဲ့တိတ်တဆိတ်ပူပေါင်းတိုင်ပင်ကြတယ်ဥဘောကအခြားမြို့ကိုပေးပို့ခိုင်းတဲ့ကုန်ပစ္စည်းတွေကိုလည်းသူတို့တထေးတင်ခါစီကိုအကျွေးပို့ပေးတယ်တင်ခါကထိုကုန်တွေကိုယူပြီးပြန်ရောင်းနေတင်ခါဟာရလာတဲ့အမျက်ငွေကိုပြန်ရင်းနှီးပြီးဘောကရဲ့အကျွေးတွေကိုသူ့ဂျုံတွေကနေတဆင့်ပြန်ပေးတယ်ဒီလိုနဲ့စိတ်ထားကောင်းတဲ့တင်ခါဟာတစ်နှစ်အတွင်းပြန်ပြီးချမ်းသာလာတာပေါ့ဒါပေမဲ့တထေးဘောကမသိအောင်ဇက်မြုပ်ပြီးတော့နေတာပေါ့ကွယ်တနေ့မှာတထေးဘောကရဲ့လက်မှာတီးနှံဖြတ်ပိုးတွေကျနေတာကိုကျွန်တွေကတွေ့ကြတဲ့ဒါနဲ့သူတို့တထေးတင်ခါကိုကျွန်ယုံတွေကအကြောင်းကြားတာပေါ့ဒီတခါတင်ခါကဘောကရဲ့လဲကစပားတင်းတစ်ထောင်ကိုဇင်းနှဆပေးပြီးဝယ်မဲ့အကြောင်းကြားပြီးစာချုပ်ချုပ်ခိုင်းလိုက်တယ်တထေးဘောကလည်းစပားစိတ်နှဆပို့ပေးမယ်ဆိုတော့ဝမ်းသာအားရနဲ့လောဘတက်ပြီးစာချုပ်ချုပ်လိုက်တယ်စာချုပ်မှာပြောတဲ့ဈေးအတိုင်းမပေးပါကတရားစွဲမယ်တစ်ဖက်မှာလည်းပြောတဲ့အတိုင်းစပားမပေးပါကရှိသမျှဥစ္စာသိမ်းမယ်လို့ချုပ်ကြတဲ့ဒီလိုနဲ့စပားပေါ်ချိန်ရောက်တော့စပားဖြတ်ပိုးတွေကြောင့်စပားတွေပျက်စီးသွားပြီးကောက်ရိုးတွေပဲရတော့တယ်ဒါနဲ့တထေးဘောကလည်းစာချုပ်အရာသူဥစ္စာပစ္စည်းတွေကိုအသိမ်းခံရမှာဆိုလို့လာတောင်းပန်မှတထေးတင်ခါကိုတွေ့သွားတော့တာပေါ့အတင်ဘောကဘာမှမစိုးရိမ်ပါနဲ့တင့်ဥစ္စာပစ္စည်းတွေကိုငါမယူပါဘူးကျေးဇူးဆိုတာသိစေချင်လို့ပါဒီတော့မှတထေးဘောကလည်းသူ့အမားကိုဝင်ချပြီးတောင်းပန်တဲ့ကွယ်ကဲမောင်လေးညီမလေးတို့ရေဒီပုံမြင်လေးကိုနားထောင်ပြီးမောင်လေးတို့လည်းသူတစ်ပါးပြုတ်ပူပေးတဲ့ကျေးဇူးတရားကိုသိတတ်ရမယ်အကူအညီလိုနေချိန်မှာလည်းသူတစ်ပါးကိုကူညီတတ်ရမယ်နော်ဒါမှမောင်လေးတို့ညီမလေးတို့ဒုက္ခရောက်တဲ့အခါအစမပြေဖြစ်တဲ့အခါကြီးလဲကိုကိုကူညီမဲ့သူစောင့်ရှောက်ပေးမဲ့သူတွေပေါ်လာမှာပေါ့ကွယ်ကဲမောင်လေးညီမလေးတို့ရေဒီနေ့တော့မမကဒီလောက်ပဲဖတ်ပြပေးမယ်နော်မမရဲ့နောက်ထပ်တင်မဲ့ပုံမြင်လေးတွေကိုလည်းနားထောင်ခြင်းနဲ့ဆိုရင်ဘေးနားကခေါင်းလောင်းလေးကို subscribe လုပ်ပေးသွားနော်